အဲ့ဒါငလျင်ထက်ပိုကြောက်ဖို့ကောင်းတယ်နောက်ဆုံးအမအနက်ရောင်ထဲတယ်ပြန်ထုတ်တဲ့ခါကျရင်ဘယ်ကအရင်စထုတ်လို့ရမလဲအနက်ကပဲစထုတ်လို့ရမယ်ကူးလို့လှုပ်တိုင်းအပေါ်ရောက်မယ်လို့ကောင်းတဲ့ရောက်တယ်လို့မထင်နဲ့အဲ့ဒါမရောက်ဘူးမဟုတ်ဘူးရောက်တယ်ဒါပေမဲ့စီနီယာအလိုက်မဲ့သွားမှာချိန်မှာဖြစ်တဲ့စိတ်ကအဲ့ဒါစီနီယာနံပါတ်1ပဲအခုလှုပ်တဲ့ဟာစီနီယာအလယ်လောက်မှကြာမှာအဲဆိုရင်တော့ဒီနေ့ဟာစီနီယာဒုတိယပေါ့ကွာခဏဆိုရင်တော့ဒါအခုလှုပ်တဲ့ဟာစီနီယာ1လောက်ဖြစ်မှာပေါ့1လောက်ဖြစ်မှာပေါ့မြင်လားသဘောပေါက်လားပစ္စည်းထည့်တယ်လို့ပဲပလင်းနဲ့ပိုက်လုံးနဲ့ဘောလုံးလေးကိုထည့်တယ်လို့ပဲနံပါတ်1ကအဖြူရောင်ထည့်တယ်နံပါတ်2ကအဝါရောင်ထည့်နောက်ဆုံးအမအနက်ရောင်ထည့်တယ်ပြန်ထုတ်တဲ့ခါကျရင်ဘယ်ကအရင်စထုတ်လို့ရမလဲအနက်ကပဲစထုတ်လို့ရမယ်အဖြူကနောက်ဆုံးမှထုတ်ရမယ်တဘောပေါက်လားအဲ့ကြောင့်အကောင်းလောဂရန်4ပါးပဲလာအဆိုးလောဂရန်4ပါးပဲလာအဲ့ဒီမှာတည်ငြိမ်စွာဖြတ်ကျော်နိုင်ဖို့ရင့်ကျက်စွာနေထိုင်နိုင်ဖို့ကပို့ပြီးတော့အရေးကြီးတယ်အဲ့ဒါငလျင်ထက်ပိုကြောက်ဖို့ကောင်းတယ်ဗုဒ္ဓဘာသာကိုးကွယ်တယ်ဆိုတော့အနှစ်သာရတိလာကေအနှစ်သာရဘာသာတရားကိုင်းဆိုင်နေငါတို့ဘာသာကိုထိမခံဘူးငါတို့အမျိုးဘာသာသာသနာ